မင်္ဂလာရှိလာတဲ့နနခင်းလေးမှာဟုတ်ကဲ့ဓမ္မပူဇာတည်တဲ့ချင်းလေးတွေနဲ့ပထမဦးစွာတိစုဖပြည့်ခံကြပါရရှင်။သမီးရဲ့လက်ကနာလေးမှာပထမဦးစွာတိစုဖပြည့်ခံရတဲ့ချင်းလေးရတော့သမီးရဲ့ဆရာရွှေရည်စင်များဆုရှင်ဆယ်နှစ်ယောက်လွှမ်းမိုးအောင်နဲ့အတူဇေတုတပမင်္ဂလန်ဆွဲတဲ့ချင်းလေးကိုတိစုဖပြည့်ခံကြပါရရှင်။ကဲမနက်ပိုင်းနဲ့လက်ရောညီချွေလာတဲ့ဇေယတုတပမင်္ဂလာဆိုတဲ့ကြီးတစ်ပုဒ်နာတော်ရပန်စင်ကြည့်တော်ပါခင်ဗျာ
Live your dream.